မင်္ဂလာပါယနေ့မှာအခုခေါ်ပြီးမှနိုင်ငံခြားကန်ကြည့်ပေးမယ်နော်နိုင်ငံခြားကန်ကိုမွေးလာနဲ့ခွဲလိုက်မယ်တစ်လပိုင်းမွေးရဲ့လူ6လပိုင်းမွေးရဲ့လူ9လပိုင်းမွေးရဲ့လူ17လပိုင်းမွေးရဲ့လူတနိုင်ငံခြားကန်ကြည့်မယ်နော်နိုင်ငံခြားကန်ကစပို့လုပ်တဲ့လူရှိရယ်ကိုသွားဖို့အားပေးနေတဲ့လူတယောက်ရှိရယ်ဥမာအိမ်နီးချင်းတို့ဆွေမျိုးတွေတို့အဲ့လိုမျိုးလေးရှိရယ်နော် background ကောင်းတဲ့လူပေါ့နောက်တစ်ခုကကြာကိုယ့်ရဲ့အိမ်ထဲမှာတူတူနေတဲ့လူတရားတော့အဖြတ်ရှိရယ်အဲ့တယောက်ကမသွားစေချင်ဘူးအသားနည်းနည်းညိုတယ်သွားတာလေဒီမှာအခြေရေးကြောင့်သွားခြင်းတဲ့ပုံစံမျိုးတွေ့တယ်ဟိုဘက်မှာကိုနဲ့ပတ်သက်တဲ့လူဒါမှမဟုတ်ကိုပတ်သက်ချင်တဲ့လူကိုပဲကိုစောကိုယောက်ျားကိုမိန်းမအဲ့လိုမျိုးရှိလို့သွားခြင်းတဲ့ပုံစံမျိုးတွေ့တယ်တာရီအတူတူတွေ့ပြီးတော့ရုန်းကန်မယ်ပေါ့ရုန်းကန်မယ်ပတ်စံရှာမယ်စူးစမ်းမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရနော်တွားပြဖို့ရှိလားဆိုတော့တွားပြဖို့ရှိရဒါပေမဲ့အိမ်ကတော့နည်းနည်းလေးငွေကြီးကိစ္စတကြောင်ပြီးတော့အိမ်ကတိတ်မလွတ်ချင်တဲ့ဟာတကြောင်အဲ့ဒါလေးရှိရရှိတော့ဒီ8လပိုင်းထိတွားဖို့မမြင်ဘူးဒီနှစ်8လပိုင်းထိတွားဖို့မမြင်ဘူးတွားဖို့တော့စူးစမ်းနေတာစဉ်းစားနေ2လမ်းရှိရဥမာသွားရင်ဘယ်ကိစ္စနဲ့သွားရမလဲဆိုတာမျိုးပေါ့နော်ကိုသွားဖို့မမြင်ဟိုဘက်ကလူပြန်လာဖို့မြင်တယ်အခုကြည့်နေတာလေစီးပွားရေးလမ်းကြောင်းနဲ့သွားခြင်းတဲ့လူတွေထက်လေပတ်စံရှာခြင်းတဲ့လူတွေထက်ဘယ်လိုပြောမလဲတယောက်ယောက်ရှိလို့သွားခြင်းတဲ့ပုံစံမျိုးတွေးဖို့ပုံစံမျိုးတွေးဖို့ဆိုတော့ကိုသွားဖို့မရှိဘူးဟိုဘက်ကပြန်လာရင်တော့လာတော့မှာအဲ့ဒါလေးတွေ့ရနော်အိမ်နဲ့အဆင်ပြေမလို့မပြေမလို့နဲ့အိမ်နဲ့တော်အတိုက်ခံလုပ်ပြီးမှကျူးကျူးစားထွက်ရမယ့်ပုံစံမျိုးဒါပေမဲ့ဒီ8လပိုင်းတွင်တော့မတွေ့ဘူးနောက်နှစ်တစ်လပိုင်းလောက်တော့မြင်တယ်နောက်နှစ်တစ်လပိုင်းဆိုရင်ကိုလက်ထက်မှာလည်းငွေရှိပြီသွားလို့လည်းရပြီဒီအပိုင်းတော့စိတ်ညစ်ရမယ်စိတ်ဆင်းရဲရမယ်စိတ်ညစ်မယ်စိတ်ဆင်းရဲမယ်ဆိုတာလေအခြေအနေနဲ့ပတ်သက်ပြီးတော့ရောနိုင်စားသွားဖို့ရောစိတ်ညစ်ရမယ်ရက်ပိုင်းပေါ့3ရက်6ရက်8ရက်အတွင်းစိတ်နည်းနည်းရှုပ်ရမယ်စိတ်နည်းနည်းရှုပ်ရမယ်ပြီးကြတော့မှနောက်နှစ်တစ်လပိုင်းမှသွားပြမယ်အဲ့မှာနိုင်ငံပြန်ရွေးမယ်တရုတ်လည်းတွေ့တယ်တရုတ်ပြည်သွားဖို့တွေ့တယ်ပြီးနောက်ထပ်တစ်ခုကဟိုဘက်မှာသွားပြီးတော့ကို့အခြေရရှိတဲ့ဟာအတူတူနေမယ်ဟိုဘက်မှာအိမ်အောင်ပြုမယ်အဲ့လိုပုံစံမျိုးတွေတွေ့ရပါတော့နော်ဒါပေမဲ့ view site နော်ဟိုဘက်ကတပ်ပါတီနည်းနည်းအရေးအယောင်တွေ့တယ်အဲ့တော့အခုတော့ဒီနှစ်ဒီတစ်နှစ်တွင်တော့သွားဖို့မမြင်ဘူးခီးတော့ထွက်ရလိမ့်မယ်ခီးထွက်ရင်ပတ်စံဝင်မယ်ဒါပေမဲ့နိုင်ငံခြားသွားဖို့တော့တစ်လပိုင်းလောက်မှအဆင်ပြေလောက်တယ်လို့မြင်တယ်နော်ဇွတ်သွားရင်တော့မရအောင်နော်ဒုက္ခရောက်တတ်တယ်စနေသားသမီးတွေပုံယူဆိုင်ရမှာစနေသားသမီးတွေပုံယူဆိုင်ရမယ်အင်ဂျယ်မက်ဆေ့ချ်လေးကြည့်အောင်ကိုဘွားကိုရက်တည်နိုင်နေဆိုရက်ခံစားချက်မျိုးရှိတယ်ဒါပေမဲ့လေဒီနိုင်ငံမှာပဲအဆင်ပြေဦးမှာနိုင်ငံထွက်လို့တော့အဆင်မပြေသေးဘူးအဲ့ဒါလေးတွေ့ပါတယ်တော့လပိုင်းအခုကအရှိကပြောခဲ့တဲ့လတွေမွေးထားတဲ့လူတွေနဲ့ပဲတက်ဆိုင်တယ်နော်ကျန်တဲ့လတွေကနောက်တစ်ခေါက်ကျတော့အောက်မှာ comment ရေးပေးသွားပါအောင်အဲ့လိုလတွေကျတော့ပြန်ပြီးနိုင်ငံခြားကန်ကြည့်ပေးမယ်နော်ပြီးတော့ဗာလေးဟောပေးရအောင်မလဲ comment မှန်သွားပေးပါအောင် personal reading မေးချင်ရတယ်နိုင်ငံခြားကန်ကနိုင်ငံခြား package အဲ့ဒါ4000အဲ့ဒါမေးချင်နေဆိုရင် TikTok ရဲ့ Messenger မှာလာမေးလို့ရတယ်ဖုန်းဆက်ပြီးတော့လည်း booking ယူလို့ရတယ်เนาะကျေးဇူးပါ